ကဘာတရတီထုံလို့မှုရဲ့တဝက်နီးပါးရှိနေပေမဲ့ဘာကြောင့်ကဘာဈေးကွက်ထဲကိုအိန္ဒိယတရတီတွေရောက်မလာတာလဲတရတီဝါဒနာဦးရီကတော့အိန္ဒိယနိုင်ငံဟာအေယာမတရတီနိုင်ငံတော်ကြီးဖက်ပေမဲ့သူတို့စီကတရတီကိုနိုင်ငံတကာမှာဝယ်စားဖို့ဆိုတာတကယ်ကိုခက်ခဲပါတယ်အိန္ဒိယနိုင်ငံဟာတစ်နှစ်ကိုတရတီတန်ချိန်သားမောက်များစွာထုတ်လုပ်ပြီးကဘာထွက်နှုန်းရက်90%ရှိပါတယ်ဒါပေမဲ့အောင်အောင်ကိုကောင်းတာကကဘာဈေးကွက်ထဲကိုအိန္ဒိယတကယ်ကြီးရောက်ရှိမှုဟာ100%တောင်မပြည့်ပါဘူးအဓိကအကြောင်းရင်းကတော့ရိုးရှင်းပါတယ်အိန္ဒိယမှာတရတီအမျိုးအစားထောင်ကျော်ရှိပေမဲ့အဲ့ဒီတရတီအားလုံးနှိပါကိုအိန္ဒိယလူဦးရေတန်း1400ကျော်ကပဲအကုန်အစင်စားဖြစ်ကြလို့ပါမင်းတို့စီပို့ဖို့နေနေတာကငါတို့စားဖို့တော့မလောက်ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်နေတာပါပြည်တွင်းစားသုံးမှုများလွန်းတာအပြင်တရတီဟာပုတ်တိုးလွေတဲ့တီးနှံဖြစ်လို့လေးချောင်းနဲ့ပို့ရတဲ့အတွက်တဲယူပို့ဆောင်ကအရန်ကြီးမြင့်ပါတယ်နိုင်ငံတကာအထူးသဖြင့်ယောရောပနဲ့အမေရိကန်ရဲ့ပိုးသက်ဆေးနဲ့အရေးသွေးစံနှုန်းတွေတင်းကျပ်မှုကြောင့်ပြပပို့ဖို့ခက်ခဲစေပါတယ်အိန္ဒိယသားတွေပြပမပို့ချင်တော့အောင်ဆွဲမဲ့နေရတဲ့အကြောင်းရင်းကတော့အရာသာကြောင့်ပါလာဖို့တင်လိုက်တာနဲ့ထောပက်လိုအရေးဖြောသွားတဲ့အယ်ဖွန်ဆိုတရက်တီးဖြစ်ရင်တို့ပြားရည်ထက်ချိုးတဲ့ဒါရှိတီတို့ဟာကမ္ဘာမှာအကောင်းဆုံးတရက်တီးတွေအဖြစ်သတ်မှတ်ခံထားရပါတယ်